မယ့်ဆွေးနွေးဟောပြောပွဲလေးရဲ့နေရာလေးကတော့ Pan Pacific Hotel ရဲ့ Ballroom ကျွန်းမှာဖြစ်ပြီးတော့နေရာလေးကတော့2025ခုနှစ် August လ3ရက်နေ့ဖြစ်ပါတယ်။ဆွေးနွေးပွဲလေးကိုစိတ်ဝင်စားလို့တက်ရောက်လို့ရဆိုလို့ရှိရင်တော့ travelpatient.com ရဲ့ Face Messenger ကနေတစ်ဆင့်ဖြစ်ဖြစ်3999442640ဖုန်းနံပါတ်လေးကနေတစ်ဆင့်ဖြစ်ဖြစ်တင်ပြပေးလို့ရပါတယ်ရှင်။ခုနောက်ပိုင်းဖြစ်များလာတဲ့ပါကစ္စတန်ရောဂါနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပြပြပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်မကတော့ travelpatient.com ရဲ့ medical consultant ဒေါက်တာရှင်မို့ပါ။ပါကစ္စတန်ရောဂါဘာလို့ဖြစ်ရလဲ။အုံနောက်ထဲမှာရှိတဲ့ ion joy cells တွေထိခိုက်ပစ္စည်းရတည်ဆုံးတာတွေကြောင့်မို့လို့အုံနောက်ထဲမှာရှိတဲ့ dopamine လို့ခေါ်တဲ့ တက်လေးတစ်မျိုးချို့တက်လာတာကိုတွေ့ရပါတယ်။ဒီ dopamine လို့ခေါ်တဲ့တက်ကလေးတစ်မျိုးကခန္ဓာကိုယ်မှာရှိတဲ့ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုဖြစ်စဉ်တွေအတွက်အထူးပဲရည်ကြည်ရဖြစ်ပါတယ်။ဒါကြောင့်မို့လို့ပါကစ္စတန်ရောဂါမှာဆိုလို့ရှိရင် dopamine ချို့တက်မှုကြောင့်ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုဖြစ်စဉ်တွေဆွချောမှုမလုပ်နိုင်တော့တာပဲဖြစ်ပါတယ်။ပါကစ္စတန်ရောဂါခံစားနေရပြီဆိုလို့ရှိရင်ဘယ်လိုရောဂါလက္ခဏာတွေပြတတ်လဲ။ပထမဆုံးချက်အနေနဲ့ကတော့ resting trauma လို့ခေါ်တဲ့ခန္ဓာကိုယ်ကိုငြိမ်ထားတဲ့အခါမျိုးမှာလက်တွေမငြိမ်တော့ဘဲနဲ့လှုပ်ရှားနေရမျိုးလက်တွေတုံနေရမျိုးခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုဖြစ်စဉ်တွေနှေးကွေးလာတာမျိုးခန္ဓာကိုယ်မှာရှိတဲ့ခြေလက်တွေတောင့်တင်းပြီးတော့လှုပ်ရှားခက်ခဲလာတာမျိုးတွေအပြင်ခန္ဓာကိုယ်ရဲ့ posture ကိုကောင်းကောင်းမထိန်းထားနိုင်တော့တာမျိုးတွေကိုခံစားရတတ်ပါတယ်။ဒါတွေအပြင်စိုးရိမ်ပူပန်စိတ်တွေများလာတာစိတ်ဖိစီးမှုတွေများလာတာအုံနောက်ရဲ့မှတ်ဉာဏ်တွေယိုယွင်းလာတာတွေအပြင်ဝမ်းချုပ်တာမျိုးတွေလည်းခံစားရတတ်ပါတယ်။ဘယ်လိုလူတွေမှာပါကစ္စတန်ရောဂါပို့ပြီးတော့အဖြစ်များလဲ။အသက်60ကျော်သက်ကြီးရွယ်ဦးတွေမိသားစုမျိုးတွေမှာပါကစ္စတန်ရောဂါခံစားနေရတဲ့သူတွေနဲ့pesticide တို့ခေါ်တဲ့ပေါင်းသက်ဆေးပိုးသက်ဆေးစတဲ့ chemical တွေနဲ့အထည်တွေများတဲ့သူတွေမှာပို့ပြီးတော့ပါကစ္စတန်ရောဂါတွေအဖြစ်များပါတယ်။ဒါအပြင်မျိုးသားနဲ့မျိုးသမီးမှာဆိုလို့ရှိရင်လည်းအမျိုးသားတွေမှာပို့ပြီးတော့ပါကစ္စတန်ရောဂါအဖြစ်များတာကိုတွေ့ရပါတယ်ရှင်